ပြန်26ရက်နေ့ကတောကမှန်သမျှကင်းငိမ့်မဲ့နေဖြစ်ပါတယ်တောကမှန်သမျှကင်းငိမ့်ပြီးတော့ဒုက္ခမှန်သမျှကိုယ်စီကိုစီးဝင်ပြီးတော့ချမ်းသာဒုက္ခတွေပိုင်ဆိုင်ရမယ့်နေဖြစ်တယ်မနှက်ပြန်အိမ်ပြားမှာလိမ္မော်သီးလူပေးရမှာလိမ္မော်သီးမလူနိုင်ရင်လိမ္မော်ရေကပ်ပေးရနဝင်းနော်လိမ္မော်ဆိုတာဗုဒ္ဓဦးနန်နဲ့စတာပရိယနဲ့ပေါင်းဆက်ထားသောနဝင်းနော်လိမ္မော်သီးလူရင်လှူမလူနိုင်ရင်လိမ္မော်ရေလှူလိမ္မော်သီးလူရင်6လုံးလှူပေးရမယ်လိမ္မော်ရေကိုလည်းလှူနိုင်လို့ရှိရင်6ခွက်လှူပေးမလူနိုင်လေတစ်ခွက်ထဲမှာပဲဇွန်းနဲ့နော်ဇွန်းနဲ့ခတ်ပြီးတော့ဇွန်းကိုဇွန်းပြအောင်ထည့်လိုက်ဖောင်ကတစ်ခွက်ထဲမှာတော့ဖလားထဲမှာနော်ဖလားဆိုတာပို့ပြီးနဝင်းတက်မြောက်တယ်နော်တချို့ကတော့ပို့ပြီးနဝင်းစီပြတဲ့အတွက်လင်ပန်းလေးခံပြီးတော့ဖះမှာလှူတယ်လှူတဲ့ခါမှာမြတ်စွာဘုရားရှင်အတုမရှိဂုဏ်တော်9ပါးဣတိပိတောဘဂဝါအရဟံသမ္ဗုဒ္ဓဝိဇ္ဇာစရဏတံပန္နောဒုက္ခတောလောကဝိဒုနုတ္တရောပုရိသဓမ္မတာရတိတတ္တာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဆိုတဲ့ဂုဏ်တော်9ပါးကိုကောက်ရွတ်နော်ဂုဏ်တော်9ပါးကိုကောက်ရွတ်ပြီးတော့ဒီ26ရက်နေ့ကနေစပြီးတော့ကိုယ်စီမှာရှိတဲ့တောကမှန်သမျှကင်းငိမ့်ပါစေကင်းဝေးပါစေတထေဝါရကဲ့သို့ဟုတ်လားစိန်တို့ချင်းစိန်ဖြစ်ရမယ်အိမ်တို့ချင်းအိမ်ဖြစ်ရမယ်မိမိလိုရာစန္ဒလိုအင်စန္ဒသုံးတော့ပြည့်ပါပြီတောကမှန်သမျှကင်းငိမ့်ကင်းဝေးပြီးချမ်းသာဒုက္ခတွေကိုယ်ထံမှာကိန်းအောင်စိုက်ရောက်ပြီးတော့ယေဒနာဘုံကိန်းစိုက်တဲ့ကဲ့သို့ကောင်းငင်ဘဝနေယေဒနာမိုးရွှေမိုးဝင်မိုးရွာသွန်းဖြိုးတဲ့ကဲ့သို့မိမိရဲ့အိမ်မိသားစုချမ်းသာဒုက္ခရရှိပါစေလို့သာဆုတောင်းလိုက်ဒီနေ့ကနေစပြီးဒီကိုယ်လုံးကိုရွှေချထားနိုင်ရတဲ့ချမ်းသာလာလိမ့်မယ်